ထက်တာလုံကပါရမီထုတ်ခဲ့လာတဲ့ကဲဖြတ်တိုင်လူကြီးမင်းများနဲ့ပညာပန်းများကိုထာဝရလန်းဆန်းအောင်ပြုစုပြောထောင်မြေတော်မြောက်ပေးနေကြသောဆရာမများနဲ့အမိမြန်မာနိုင်ငံတော်ရဲ့အနာဂတ်မှာနေမင်းကြီးတို့ထွန်းလင်းတောက်ပလာမဲ့ကျောင်းသားကျောင်းသူများနဲ့ရွှေပွဲလာပြည်သက်ပေါင်းတို့မင်္ဂလာပေါင်းခညောင်းပါစေလို့နှုတ်ခွန်းဆက်တာဂါဝရပြုပါရှင်အခုလိုဒီကမ္ဘာပိုင်ပွဲလေးမှာပါဝင်ရှင်ပြိုင်ခွင့်ရတဲ့ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းဦးစွာပထမပြောကြားလိုပါတယ်ရှင်။သမီးဘဝမှာမရှိမဖြစ်လိုအပ်တဲ့အသိပညာအတတ်ပညာများကိုသင်ကြားပေးနေတဲ့ကျောင်းတော်ကြီးကတော့တောင်ကြီးမြို့အမှတ်30ရှိကပညာထက်တန်းကျောင်းမှာ Grade 4ကျောင်းသူလေးမထက်တီထုံးမဲ့ဖြစ်ပါရဲ့ရှင်။သမီးပြန်ပေါ်ဝင်မဲ့ကြပြလေးကတော့ဘဟုတုတရှာဖွေဖို့စာကြီးလိုက်ကိုသွားကြဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်ဘဟုတုတရှာဖွေဖို့စာကြီးတိုက်ကိုသွားကြဆိုစာအုပ်စာပေလူမိတ်ဆွေစာရီဖတ်ဆိုလေစာကောင်းပေမောစာအုပ်များရှာဖွေဖတ်ဆိုလားယနေ့မျက်မှောက်ကာလဟာလူတိုင်းအတွက်ပညာရေးပါဖတ်ခါမတ်ခါလေးလာလို့ပညာရေးကိုအားပေးဆိုနိုင်ငံခေတ်မီဖွံ့ဖြိုးအောင်စာဖတ်ကြဆိုလူငယ်မောင်ရွက်ဆောင်ကြိုးပမ်းဝင်ဆက်ထက်နားမျက်စိပွင့်လန်းဘဟုတုတပြေဆုံးစေစာကြည့်တိုင်းမှာတို့ရှာဖွေပညာရေးရင်ပွဲလေတဲ့နိုင်ငံကုန်မြင့်ပနတ်တဲ့ရတာဆုံးတဲ့စာအုပ်တွေစာကြည့်တိုင်းမှာတို့ရှာဖွေစာအုပ်စာပေမှန်သမျှလူတိုင်းလေးလာကြဤပညာများဒီခေတ်မှာဖွံ့ဖြိုးတိုးတက်လာအွန်လိုင်းကနေစာပေများရှာဖွေဖတ်နိုင်တာစာပေတွေကသိပညာလက်တွေ့အသုံးချနိုင်တာယဉ်ကျေးလိမ္မာလူငယ်များစာပေဖတ်ရလိုက်နာပွားလူကောင်းလူတော်ဖြစ်အောင်ကွယ်စာပေများဖတ်ကြမယ်အတိညာပေးတဲ့စာပေများရှာဖွေဖတ်ဆိုလားသူသားရတာဆုံးလင်အောင်စာဖတ်ကြဆိုလူငယ်မောင်စာပေတွေကနှစ်သာရများလိုက်နာလေးချင်းဆောင်ရွက်ထားစာအုပ်စာပေထုတ်လို့ရင်တူးမြင့်ဆောင်ရွက်ပါမနေလူငယ်ကျောင်းသားတို့တွေစာကြည့်တိုင်းကိုသွားဆိုလေဘဝလမ်းမှဖြောက်တန်းဖို့စာပေများဖတ်ကြဆိုရွှေတိစာရုပ်ဆောင်ပွဲမဂ္ဂဇင်းဆောင်စွာတို့ဖတ်မယ်အတိအလိမ္မာပညာများစာပေတွေကရှာဖွေထား